မင်္ဂလာပါကြည်တွဲမြန်မာစာမှာပါတယ်ဟလာစာပူတောင်းစကားပြေကိုတချို့ကလေးတွေကစာမကြက်ချင်ကြဘူးစကားပြေမရေးဘူးပေါ့နော်ဟိုမှာပထမနှစ်ဝက်မှာတွေ့ရတယ်တချို့ကစကားပြေမရေးလိုက်ဘူးတချို့ကကြပြမရေးလိုက်ဘူးမြန်မာစာရဲ့အမှတ်က65မှတ်ရဲ့အချက်မှာရှိနေမှာကိုအဆင်ပြေမှာအဲ့လိုမျိုးရှိနေအောင်ကအပုတ်စီအောင်ဖြေလိုက်တာနဲ့65မှတ်အထက်မှာဝင်နေနော်အပုတ်ကမြန်မာကြပြလည်းမလွတ်အောင်စကားပြေလည်းမလွတ်အောင်ဒါဆိုရင်ဒီလိုအကြောင်းအရာလေးတွေကိုကြက်ထားမယ်ဆိုရင်ကလေးတွေကဒီစကားပြေတပုတ်စာအတွက်မလွတ်သွားတော့ဘူးပေါ့နော်ရေးနိုင်နိုင်မယ်နော်ဒါဆိုရင်နံပါတ်1ချက်ကရခဲ့လာတော့လူဘဝနေထိုင်ပုံကြည့်ရမယ်ဒီအနီလေးကကြက်ထားရခဲ့လာတော့လူဘဝနေထိုင်ပုံအဲ့ဆိုလို့ရှိရင်ဒီနောက်ကအရာလေးကသူ့လိုဆရာမတွေစာသင်တော့ဖတ်ထားမယ်ဆိုရင်နံပါတ်1ချက်ကဘာလဲဆိုရင်ရခဲ့လာတော့လူဘဝနေထိုင်ပုံအမှလူတို့ဒီရခဲ့လာတော့လူဘဝတွင်စားမှုတောင်းမှုနေထိုင်မှုတွေအတွက်နောက်ဖြစ်ဆက်ဆောင်ရသည့်ကြံစီအားထုတ်မှုတွေကျိုးပန်းဆောင်ရွက်မှုတွေကိုများစွာရှိသည်ဒီနောက်ကအကြောင်းကရေးစရာပေါ်လာလိမ့်မယ်မှတ်ထားမှာရခဲ့လာတော့လူဘဝနေထိုင်ပုံရခဲ့လာတော့လူဘဝနေထိုင်ပုံကိုမှတ်ထားမယ်ဆိုရင်နောက်ကအကြောင်းအရာရေးစရာအတွေးပေါ်လာမယ်နံပါတ်2ချက်ကတပနာလေးပါးကိုအခြေခံနောက်တစ်ခါချမ်းသာစွာသောနေထိုင်နည်းလေးနည်းကိုရှင်းပြတယ်အဲ့ဒါကဘာတွေလဲဆိုလို့ရှိရင်ဒီအောက်မှာအကြောင်းအရာတွေနော်ဒီအကြောင်းအရာတွေသူ့လိုပါလာလိမ့်မယ်တို့ကဒီချက်ကိုသိညာနော်တပနာလေးပါးကိုအခြေခံချမ်းသာစွာနေထိုင်နည်းလေးနည်းကိုလမ်းညွှန်တယ်အဲ့အကြောင်းအရာလေးကိုခေါင်းထဲမှာသိပြီဆိုတော့နောက်ကရေးစရာပေါ်လာမယ်နောက်ကစာဝတိငှက်အကြောင်းပြောရမယ်နော်စာဝတိငှက်ကလေးဒီစာဘူးတောင်းတိဆောက်ပုံနောက်ကောလိယာမင်းသားချမ်းသာစွာနေထိုင်နည်းခြားပေးပုံနဲ့ဘုရားရှင်ကတပနာတရားလေးပါးကိုဟောကြားပုံတို့ကိုအဲ့ဒါဆိုစာဝတိငှက်လို့ပြောလိုက်တာနဲ့ဒီနောက်ကအကြောင်းလေးတွေကပါလာမယ်နံပါတ်4ချက်ကလူနေမှုအစဉ်တန်းမြင့်မားစေကြောင်းဒါဆိုရင်1ချက်ကိုကြက်မယ်2ချက်ကိုကြက်မယ်3ချက်ကိုကြက်မယ်4ချက်ကိုကြက်မယ်အဲ့ဒါလေးတွေကိုကြတော့စာပိုက်ကအဆင်ပြေသလိုခွဲမှာကို3ချက်လောက်ကိုစာပိုက်တစ်ပိုက်လောက်ခွဲရင်ခွဲ4ချက်လောက်ကိုစာပိုက်တစ်ပိုက်လောက်ခွဲရင်ခွဲအဲ့လိုခွဲရမှာနီးတန်းအပိုက်ကတော့ဒီဟာနဲ့ရေးရမှာနီးတန်းအပိုက်ကနော်စာဘူးတောင်းစကားပြေကိုလွတ်လပ်ရေးခေတ်တွင်တကုံဦးဆန်းငွေရေးသားခဲ့ပါဒီတစ်ကြောင်းနော်စာဘူးတောင်းစကားပြေကိုစာဘူးတောင်းစာအုပ်မှာကောက်နှုတ်ထားခြင်းဖြစ်ပါသည်ဆို2ကြောင်းစာဘူးတောင်းစကားပြေသည်စကားပြေမျိုးစားမှာစောင်းပါကပြေစောင်းပါစကားပြေမျိုးစားဖြစ်ပါသည်ဒါဆိုနီးတန်းအပိုက်ကလှနေပြီနော်နီးတန်းအပိုက်ကအဲ့ဒါဆိုကိုနီးတန်းမှာတတ်မှတ်ရနေပြီဒါကြောင့်မလို့ကြပြတတ်မှတ်တန်လေးတွေကကြပြတတ်မှတ်တန်အတွက်တည်းအသုံးဝင်တာမဟုတ်ပါဘူးဒီလိုစကားပြေမှာရေးရမယ်နီးတန်းအတွက်လည်းအသုံးဝင်ပါတယ်ဒါဆိုနံပါတ်4အချက်ပြီးရင်နံပါတ်5အချက်ကစာဝတိငှက်သည်အဲ့ဒါပါငှက်တစ်ခုဒါဆိုရင်အဲ့နောက်ကနေအကြောင်းအရာလေးတွေပါမယ်။နောက်ကစာဝတိငှက်ကိုချီးကျူးထားတယ်နံပါတ်6ချက်အဲ့ဒါတင်ရပြီ။ဒါဆိုဒီမီနင်းလေးကရစိတ်ခြင်းလို့ရေးပေးထားတာပါနော်။အကောင်သေးသလောက်ညံလဲကြီးမဤဇွဲလဲကောင်းဤအကြံအဖန်နှလုံးဤလဲပြေဝလာဤအနေလဲခန့်ဤလက်ရလဲတန့်ဤဒါဆိုစာဝတိငှက်ကိုချီးကျူးတယ်စာဝတိငှက်ကိုချီးကျူးတယ်ပြောလိုက်တာနဲ့ဒီနောက်ကအကြောင်းအရာလဲသူ့လိုပါလာဘလို့ချီးကျူးရလဲဆိုခေါင်းထဲမှာဆရာမတွေစာတင်တာလဲနားထောင်ထားတယ်ကိုတိုင်းလဲလိုက်ပြီးလေ့ကျင့်ထားမယ်ဆိုရင်ဒါတွေကရေးစရာတွေအများကြီးထွက်လာစကားပြေရေးစရာမရှိဘဲနေမှာဆိုလို့တပုတ်လုံးမရေးတာနဲ့စာရင်ဒီမင်းနီလေးအကြောင်းလေးဒီအကြောင်းလေးကြည့်ရတာဘယ်နှလုံးမှမပါဘူးမင်းနီလေးတွေကိုအုံနောက်ထဲမှာထည့်ထားအဲ့မင်းနီလေးတွေကိုဟိုက်နောက်ကမင်းနဲ့လေးတွေကကိုယ့်ရဲ့ညံထဲမှာအတွေးပေါ်တယ်လို့ဆရာတို့ကချက်ရေးမှာနော်အဲ့ဒီနီးကစကားပြေကြက်တယ်နီးအကောင်းဆုံးပါပဲအပုတ်ကြီးတိုင်ကြက်နေမှာနဲ့ဆိုင်ဒီဟာလေးတွေကိုခေါင်းထဲမှာရှိဘလို့ခေါင်းစင်မဲ့လာတာကိုညံကွန့်ပြီးတော့ဖြေရမှာပါနံပါတ်9ကထိန်လင်းစရန်အင်ဂျင်နီယာမီးများထွန်းထားဒါဆိုထိန်လင်းစရန်အင်ဂျင်နီယာမီးများထွန်းထားဆိုတာနဲ့အဲ့ထဲမှာပါတဲ့စကားစကားပြေအကြောင်းအရာပါတယ်ညံကြီးရှင်တို့ကဟာလာညံကြီးထိုးစာဝတိကတဲ့သူ့ရဲ့ရိတ်မြုံသူ့ရဲ့တိုက်အောင်တွေကညအခါများတွင်ထိန်လင်းကြီးစရန်အင်ဂျင်မီးများဖြုံးကထားလိုက်သည်အဲ့အင်ဂျင်မီးကဘာလဲဆိုရင်ပိုးဆုံးကျူကလေးများဖြစ်သည်ဒါဆိုရင်ဒီလိုမျိုးဣတိမရွေးမဟုတ်ဒီမှာပါတဲ့ဣတိမရွေးမဟုတ်တောင်ပဲထိန်လင်းစရန်အင်ဂျင်မီးများထွန်းထားတယ်ဆိုတဲ့တိုင်တို့ကအတွေးတည်ပြီးသားဘယ်ထဲမှာဆိုငတ်ထဲအတိုက်ထဲမှာဘာကိုထည့်ထားအောင်ဆိုလို့ရှိရင်ဒီပိုးဆုံးကျူးလေးထည့်ထားတာဆိုတော့တို့ကသိတယ်ဒါဆိုဆရာတို့မှာရေးစရာတွေရှိလားနံပါတ်8ကကြီးပွားခြင်းရင်ဖြတ်ထိုးညံလည်းရှိရမယ်ကြီးပွားခြင်းမှာဖြတ်ထိုးညံရှိရမှာမဟုတ်ဆရာတို့အခုမြန်မာစာလည်းအမှတ်များများရခြင်းဖြတ်ထိုးညံရှိကိုရှိရဖြတ်ထိုးညံရှိမှသာလဲဆရာတို့အမှတ်များများရမယ်နံပါတ်9ကကောလီယာမင်းသားအကြောင်းရေးမယ်နောက်မှာပါပါတယ်နံပါတ်10ကတရိษံဖြစ်လင်စာဝတိငှက်ဖြစ်လျက်စာဝတိငှက်တရိษံဖြစ်လျက်စာဝတိငှက်တရိษံဖြစ်နေတဲ့စာဝတိငှက်တောင်ပဲဒီလောက်ပြီးတော့ဟာလာလုံနိုင်နေမယ်ဆိုရင်တို့ကလူတွေနော်နောက်ကလောက်ရသည်မှာဖတ်မောလူတွေဖြစ်နေပြီးလောက်ရတာဖတ်မောနောက်က73ချက်ကကောလီယာမင်းသားအတွေးနယ်ချဲတာအိုက်ကနေနယ်ချဲနောက်ကနံပါတ်14ကပြင်းရည်ခြင်းကျင်းပမှုကိုကာဒီယန်တွေကပြင်းရည်ခြင်းဒီဟုအစကြီးကပြင်းရည်ခြင်းဒီမကောင်းကြောင်းဘာညာဆက်ကြီးကိုယ့်အကိုရေးရုံပဲနော်ဒီဟာလေးကတော့သိနေမှာပြင်းရည်ခြင်းဆိုတဲ့အဓိပ္ပာယ်ရေးရမယ်ဆိုတဲ့အဓိပ္ပာယ်ခေါင်းထဲမှာရှိနေရပါမယ်နော်နံပါတ်15ကပြင်းရည်ခြင်းကိုဖယ်ရှားတင်ကြောင်းနံပါတ်15ကပြင်းရည်ခြင်းကိုဖယ်ရှားတင်ကြောင်းကြီးပွားခြင်းပြင်းရည်ခြင်းကိုဖယ်ရှားရမယ်16ကဉာဏ်နဲ့ရှင်သောဝရိယ
ဆက်ခွန်ကကြတော့ရှိပြီးသားဥစ္စာတွေကိုချိန်စားရမယ်18ကကြမိတ်ဆွေကောင်းနဲ့ပေါင်းသင်းရမယ်19ကကြတော့ကြီးပွားတိုးတက်ရန်အချက်4ချက်အဲ့မှာအချက်4ချက်ကဘာကြီးလဲဆိုတော့မင်းနီလေးနဲ့ရေးပြထားတယ်နံပါတ်20ကကြတော့ဘာလို့ဆိုရင်ဘာလို့ဆိုရင်အညွန်ကြားချက်များကိုတပ်ပတ်တာဟုခေါ်ပြီးကြီးပွားချမ်းသာရနီလန်ကိုများစွာနီလန်ကောင်းများဖြစ်ပါသည်ဒါကတော့နီခုံးပိုင်မှာတို့ကနည်းနည်းလေးထည့်ရဒါဆိုရင်စာဘူးတောင်းကိုဒီတိုင်းကြီးကြက်မယ်ဆိုရင်ဆရာတို့ဘလို့မှမကြက်ချင်တော့ဒါဆိုဒီမင်းနီလေးတွေပဲကြက်လာမင်းနီလေးတွေဆိုနည်းနည်းလေးပဲကြက်ရတာဒါပေမဲ့ရေးစရာတွေကဒီနောက်မှာမင်းနဲ့တရားအုံနောက်ထဲမှာပါကိုပါတယ်ရေးစရာတွေထွက်ကိုထွက်လာမှာဒါဆိုရင်ဆရာတို့ဒီအကြောင်းအရာတွေအားလုံးခေါင်းထဲမှာရှိသွားပြီဆိုရင်ဒီစာဘူးတောင်းစကက်ပြေဘယ်လိုပုံစံနဲ့ပဲလာဆရာတို့မှာရေးစရာရှိသွားမယ်ရေးစရာရှိရင်အမှတ်တိုးမယ်ဒါကြောင့်မလို့အဲ့ဒီရွယ်ချက်နဲ့ရေးပြတာပါဒီစာအုပ်ကလေစာအုပ်လို့ချင်းဆရာတို့ဒီဟာကိုလက်ရင်းမူနဲ့တိုင်မိတ်တူဆွဲရင်3000ကျတယ်ဒီမူလိုင်းတွေမိတ်တူဆွဲလိုက်လို့ရှိရင်3000ကျပါတယ်ဒါလေးကမိတ်တူဆွဲပြီးလို့ရပါတယ်လိုချင်လို့ရှိရင်တော့မှားလို့ရပါတယ်ဒီမင်းနီလေးကျအဲ့မှာဆိုရင်တော့မိတ်တူဆွဲရဖြစ်တဲ့အတွက်အဖြော့လေးနဲ့ဒီဟာလေးကအရင်လေးနဲ့လာမှာပေါ့နော်ဒါဆိုရင်ဒါကမိတ်တူဆွဲရင်3000ကျပါတယ်တန်သာကဘယ်ဟိုပဲပို့တအုပ်ထဲဆိုလဲ4500ပါ10အုပ်ဆိုရင်လည်း4500ပါ Ryan Expect ကနော်နောက်ကမြန်မာစာဒီနီတန်းအပိုက်ကိုရေးဖို့ရတဲ့ဆရာတို့ပြောတဲ့အဲ့တော့ဒီခက်တဲ့မောင်မြင့်ကိုလိုနီသိပ်ပံမှာမှတ်ကြမီအဲ့လိုမျိုးဒီယာလေးတွေကဒီနီတန်းပိုင်မှာရေးရမှာမလို့เนาะဟိုစာအုပ်တန်ဟိုတမှတ်တန်စာအုပ်ကြပြရေးတဲ့တမှတ်တန်စာအုပ်လေးဟာဟိုဒီတမှတ်တန်အတွက်လည်းအသုံးဝင်တယ်လို့ဒီဇက်ကပြေအတွက်လည်းမဖြစ်မနေအသုံးဝင်ပါတယ်ဒါကမိတ်တူဆွဲလိုက်လို့ရှိရင်3000ကျပါတယ်ဒီရေးထားတဲ့အရာအားလုံးမိတ်တူဆွဲလိုက်လို့ရှိရင်3000ပဲကျပါတယ်เนาะဒါကတော့ညဝေပေးလိုက်တာပါအားလုံးကျေးဇူးတင်ပါတယ်အမားပိုင်းလည်းခွင့်လွှတ်ပေးပါဇက်ကပြေမရေးချင်တဲ့ចောင်းသားចောင်းသူများအတွက်ဇက်ကပြေရေးရမှာကြောက်နေတဲ့သူတွေအတွက်ရေးစရာရှိသွားအောင်ဖြတ်ထိုးညံเนาะဖြတ်လန်းနည်းနဲ့ဒါကစက်တဲ့နီကိုမျှဝေပေးတာပါနောက်ပုတ်တီလည်းတင်ပေးပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်